အားလုံးပဲမင်္ဂလာပါဗျာကိုသွေးရဲ့ဝိုင်းဝိုင်း channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ဒါကိုသွေး channel မှာတော့တပွဲပဲတင်ပြီးသွားတယ်ပေါ့ဗျာကျွန်တော်ဝိုင်းဝိုင်း channel မှာတော့နှစ်ပွဲတင်ပြီးသွားအောင်ဖြစ်ပါတယ်ဝိုင်းဝိုင်းကိုသွေး channel မှာနည်းနည်းအားတဲ့အတွက်ကြောင့်ကျွန်တော်ရည်ရွယ်ထားတာပဲအားတဲ့အတွက်ကြောင့်ကျွန်တော်တပွဲလောက်ပဲတင်ပြီးတာဖြစ်ပါတယ်ဗျာဝိုင်းဝိုင်း channel မှာဒါနှစ်ပွဲလုံးကျွန်တော်သုံးသက်သွားအောင်ဖြစ်ပါတယ်ကျန်တဲ့နှစ်ပွဲပေါ့ဗျာဒီနှစ်ပွဲလုံးကလည်းကျွန်တော်တို့မနက်တနိုင်ခွဲမှာကန်မှာဖြစ်ပါတယ်တစ်ချိန်နဲ့မှာကန်မှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ကိုသွေး channel မှာပြောသားသလိုပဲဒီအင်္ဂလန်ပွဲစဉ်ကျွန်တော် Western နဲ့ Brentford ပွဲမှာဆိုရင် level 20လောက်ပေးသွားတယ်2ရှုံးနေပါဒါကြောင့်ကျွန်တော်ခြေတန်းရကျွန်တော်တော့ဒီကိုပေါင်းသေးပေါ့ဗျာတော်လေးကြိုက်တဲ့အနေအထားမှာတော့ရှိတယ်မနေ့ကဆိုလဲじゃ level ပြ20 2ရှုံးနဲ့အဲ့လိုမျိုးဖွင့်သွားတဲ့ခြေတန်းတွေကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုကိုပေါင်းပေါ်သွားတဲ့ပွဲစဉ်တွေတော်တော်လေးများတာကျွန်တော်တွေ့ရပါတယ်ဒါဂျူဘင်နဲ့ကိုမိုရိုပွဲစဉ်လောက်ပဲနှလုံး80ရှုံးလောက်ပြီးသွားတယ်ဒါပေမဲ့2-0ပဲပြီးသွားတာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ဒါ Brentford နဲ့ Western တို့ပွဲစဉ်မှာဆိုတော့ကိုပေါင်းအပေါ်လေးတော်တော်လေးလှတယ်လို့ကျွန်တော်တော့ဆိုလို့ချင်ပါတယ်ဗျာ Brentford ကကျွန်တော်တို့ဒါ3ဝေးဝင်3ပွဲပေါ့ဗျာကစားပြီးသွားပြီ3ပွဲလုံးရှုံးနေတဲ့ Brentford ဖြစ်တာဖြစ်ပါတယ်ရာကို3ဂိုးနဲ့ပေးကို8ဂိုးအထိခွင့်ပြုထားတဲ့ Brentford ဖြစ်တာတွေ့ရပါတယ်ဗျာသူရှုံးခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မှဆိုရင် Fulham ကိုကျွန်တော်3-1နဲ့ရှုံးတယ် Sunderland ကိုကျွန်တော်2-1နဲ့ရှုံးတယ်နောက်တစ်ပွဲဆိုကျွန်တော် Northern Forest ကို3-1ဆိုပြီးရှုံးနေတာဖြစ်ပါတယ်ပေးကို8ဂိုးခွင့်ပြုထားပြီးတော့ဒီအဝေးကွင်း3ပွဲလုံးကိုလည်းကျွန်တော်တို့ကတကိုးစီတွင်းခဲ့တာကျွန်တော်တွေ့ရပါတယ်ဗျာ Western နဲ့ကျွန်တော်ပြောရမယ်ဆိုတော့ Western ကကျွန်တော်အဆင့်19 Brentford ကတော့အဆင့်16မှာဖြည့်တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ပေါ့ဗျာဒါ Western ကပေးထားတဲ့ဂျီတန်းရကျွန်တော်ကြည့်မယ်ဆိုရင်တော်တော်လေးကျွန်တော်ကတော့တိတ်မကြိုက်တဲ့ဂျီတန်းမှာပါတယ်ဘာလို့လဲဆိုတော့တကယ်နိုင်မဲ့ဂျီတန်းမဟုတ်ဘူးဆိုတော့တော်တော်လေးတော့တိတာထင်ရှားစေတယ်တကယ်လို့များနိုင်အောင်ပေးမယ်ဆိုတော့ level 5မှုအထက်လောက်ပေးတဲ့တယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်ပြီးခဲ့တဲ့ရာသီမှာလည်းဒါ Western ပွဲမှာဆိုလဲ Western ကွင်းမှာပေါ့ဗျာပြီးသွားတဲ့ဖွင့်လှစ်သွားတဲ့ကြီးတန်းရဆိုတော့level 40လောက်ပြီးသွားတာဖြစ်ပါတယ်ကိုပေါင်းစီရ 3DD ဖွင့်လှစ်သွားတာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ Z1 ပဲပြီးခဲ့တာတွေ့ရပါတယ်ဗျာဒီနေ့တင်ကကျွန်တော်တို့ဒါထိတဲ့တွေ့ဆုံမှု hard to hard တွေရတော့ Western อ่ะပေါ့ဗျာဒီ Brentford တော်တော်လေးခက်ကစားခဲ့ရတာကျွန်တော်တွေ့ရတယ်နိုင်တာကျွန်တော်3ပွဲပဲနိုင်ပြီးတော့တေကြတာကတော့တပွဲတေကြပြီးတော့ကျန်တဲ့ကျွန်တော်6ပွဲလောက်ကတော့ Brentford ကြီးပဲနိုင်တာကျွန်တော်တွေ့ရပါတယ်ဗျာအိမ်ခွင်းမှာကျွန်တော်ပြီး2024ပေါ့ဗျာ2023 24ရာသီမှာအိမ်ခွင်းမှာနိုင်မှုပါတယ် level ကျွန်တော်ဒါ30 40လောက်ပဲပြီးသွားတွေ့ရတယ်ကိုပေါင်းစီရတော်တော်လေးပြော့တာကျွန်တော်တွေ့ရတယ်ဒီဂျီနီနီလောက်ပဲကျွန်တော်ဒါ380အနိုင်လောက်ဖွင့်လှစ်သွားတွေ့ရတယ်အဲ့ဒီပွဲမှာဆိုတော့4-2နဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်ဗျာဝက်ဆန်ကကျွန်တော်ဒါ9ပွဲကစားပြီးသွားပြီ9ပွဲမှာကျွန်တော်တပွဲနိုင်တပွဲသေးကြပြီး9ပွဲထိရှုံးနေထားတာဖြစ်ပါတယ်ဗျာအိမ်ဝင်းကျွန်တော်3ပွဲကစားပြီးသွားပါပြီ3ပွဲလုံးရှုံးနေထားတဲ့ Western ဖြစ်တာလည်းတွေ့ရပါတယ်ဒီ Brentford နဲ့တော်တော်လေးတူတာတွေ့ရပါတယ်ဗျာအိမ်ဝင်းမှာကျွန်တော်2ဂိုးပဲရရှိထားပြီးတော့ပေးကို10ဂိုးအထိခွင့်ပြုထားတဲ့ Western ဖြစ်တာတတိထားသိကြပါတယ် Western ကပွဲစဉ်တိုင်းမှာ Western ကကျွန်တော်ပေးကိုတွေတော်တော်လေးခွင့်ပြုနေရတဲ့ Western ဖြစ်တာလည်းတွေ့ရပါတယ်ဗျာတစ်ချက်တတိထားမှာကျွန်တော် Western နီးပြပေါ့ Nuno Santos အနေနဲ့ Western ကိုကင်တာဆိုတော့2ပွဲပြီးတော့ပါပြီဒီပွဲနဲ့ဆိုတော့ကျွန်တော်ဒါ3ပွဲမြောက်ပွဲစဉ်တွေပဲဖြစ်တာတွေ့ရပါတယ်ဗျာဒါကြောင့်ဒီတော့ Brentford အနေနဲ့တော်တော်လေးတော့သတိထားရမယ်လို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့ဆိုတော့နီးပြအသစ်လက်ထက်မှာဒီ Western နီးပြအသစ်လက်ထက်ပေါ့ Nuno Santos အနေနဲ့3ပွဲမြောက်ကင်မဲ့ပွဲစဉ်မှာကျွန်တော်တို့ဒါအနိုင်ရအောင်တော့စွမ်းဆောင်နိုင်မဲ့ပွဲစဉ်လို့ကျွန်တော်တော့ရေဘူးအဖြစ်တော့သဘောကျပါတယ်ဒီနေ့ပွဲစဉ်မှာပြောမယ်ဆိုတော့ Nuno Santos ကင်ခဲ့တဲ့ Everton ပွဲမှာဆိုတော့ဒါတေးကြခဲ့တယ်1-1တေးကြအောင်ကင်ခဲ့တယ်အာဆင်နယ်နဲ့ပွဲမှာဆိုတော့ဒီလိုပါ 2-0 ပဲဖြစ်အောင်ပေါ့ဗျာတော်တော်လေးကောင်းခဲ့တာတော့ကျွန်တော်တွေ့ရတယ်ဒါခံစစ်ပိုင်းမှာတော့တော်တော်လေးလုံခြုံလာတယ်လို့ကျွန်တော်တို့ဒါတွေးရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဒါ2ရှုံးဖွင့်ထားရဲဆိုတော့အနေငယ်တော့ကျွန်တော် race လေးတော့နည်းနည်းတော့များမယ်လို့ကျွန်တော်တို့ခန်းစားမိတယ်ဘာလို့ဆိုတော့ဒီပွဲစဉ်ကကျွန်တော် Western ရဲ့အိမ်ဝင်လဲဖြစ်တာလဲပါတယ်နောက်တစ်ချက်ကတော်တော်လေးကိုမှရှုံးနေထားတဲ့ Western အနေနဲ့ပေါ့ဒီနေ့အိမ်ဝင်မှာတော့ရုန်းကန်လာမဲ့ပွဲစဉ်လို့ကျွန်တော်သုံးသပ်ပေးလိုက်ပါတယ်နီးပြတဲ့လက်ထက်မှာလည်းကျွန်တော်တို့ဒါ Western အနေနဲ့ဒီပွဲစဉ်ပေါ့ဗျာတော်လေးရုံးလာမဲ့ပွဲစဉ်လို့ကျွန်တော်ပြောပြရစီနောက်တစ်ချက်က Western နဲ့ဒါ Northern Forest တို့ရဲ့ပုံစံပဲကျွန်တော်ပြန်ပြောရမှာဖြစ်ပါတယ်ဘာလို့ဆိုတော့ Nuno Santos ကို Northern Forest ကထုတ်လိုက်ပြီးတော့ Western ကိုကျွန်တော်ရောက်လာတယ်နှစ်သင်းလုံးပေါ့ဗျာအခြေအနေမကောင်းနေတာကျွန်တော်တွေ့ရပါတယ်နှစ်ဦးနှစ်ဖက်အဆင်မပြေတာတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ Nuno Santos အနေနဲ့ငါပါလဲဆိုတာဒီပွဲစဉ်မှာတော့လုံးပြလာမယ်လို့ကျွန်တော်တော့ယုံကြည်တဲ့ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ပြောပြရစီဒါကြောင့်ကျွန်တော်အိမ်ဝင်လဲဖြစ်တယ် Western အနေနဲ့ဒီခြေတန်းရတယ်ကျွန်တော်ဒီလိုအချိန်မှာဒီလောက်ပဲကျွန်တော်ပေးရမှာဖြစ်ပါတယ်ဘာလို့ဆိုတော့ level 20 level 30မိနစ်ကရာသီမှာလဲဒီလောက်ပဲပေးသွားတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကျွန်တော်
Watson body ကြိုက်ပါတယ်ကိုပေါင်းအပေါ်ကြိုက်ပါတယ်ဗျာနောက်တစ်ပွဲစဉ်ကကျွန်တော်ဒါစပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အလာဘတ်နဲ့ကျွန်တော်ဗလန်စီယာတို့ပွဲစဉ်ကျွန်တော်သုံးသက်သွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်အလာဘတ်ဟာဒီနေ့ body ချေးတဲ့မှာတော်တော်လေးပြင်းပြင်းရှက်ရှက်ပေးတာတွေ့ရတယ် level 60ကျော်လောက်မှာပေးထားတာတွေ့ရပါတယ်ကိုပေါင်းသေးရတော့နှလုံး20ရှုံး15ပြားရှုံးလောက်မှာပဲဖွင့်လှစ်ထားတာတွေ့ရပါတယ်ဗျာအလာဘတ်ကိုပြောရမယ်ဆိုတော့အလာဘတ်ကကျွန်တော်ရှုပ်ပွဲကစားပြီးသွားပါပြီ3ပွဲနိုင်2ပွဲတည်ကြပြီး3ပွဲထိရှုံးနေထားတယ်ကျွန်တော်အိမ်ဝင်းမှာဆိုတော့4ပွဲမှာ2ပွဲနိုင်1ပွဲတည်ကြပြီး1ပွဲရှုံးနေထားတဲ့အလာဘတ်ဖြစ်တာတွေ့ရပါတယ်ရာဟု9ခုပေးကို9ခုထိခွင့်ပြုထားတဲ့အလာဘတ်ဖြစ်တာဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲမှာအလာဘတ်ဟာကျွန်တော် HCO ဗျာနောက်ကျဂိုးတွေနဲ့HCO လည်းတယောက်ထုတ်ခံရတယ်နောက်ကျဂိုးတွေနဲ့3-1နဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်အမှန်တကယ်ဆိုတော့အလာဘတ်ရဲ့ပုံစံဟာကျွန်တော်ဒါတော်လေးမှာကြစ်လေးလေးဆော့တာကျွန်တော်တကယ်ချင်းနေတီသုံးဖြစ်မှာပါဗျာဒါမှမဟုတ်ကျွန်တော်ပြီးခဲ့တဲ့ပွဲမှာဒါ3-1ဆိုပြီးတော့ဒါကိုပေါင်းသေးပါအောင်သွားပြီ body လည်းအောင်ကိုပေါင်းလည်းအောင်သွားတာတွေ့ရတယ်ဒါကြောင့်ဒီနေ့မှာ Valencia ကိုတော်တော်လေးကြေးတော့ပေးထားတာကျွန်တော်တွေ့ရတယ်ဒါကတော့ပြင်းတယ်လို့ကျွန်တော်တော့ယူဆပါတယ်အလာဘတ်ပြီးခဲ့တဲ့ရာသီမှာဆိုရင်ဒါ Valencia ကိုကျွန်တော်level 5မှုရှုံးပေးခဲ့တာတွေ့ရတယ်ကိုပေါင်းသေးရတော့နှလုံးအနိုင်ပေါ့ဗျာနှလုံး5မှုနိုင်နှလုံး30နိုင်လောက်ထိဖွင့်လှစ်သွားတာတွေ့ရတယ်1-0နဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်ဗျာ2023မှာဆိုရင် Valencia ကနေဝေးဝဲနေပေါ့အလာဘတ်ကိုကျွန်တော်ပေးတာဖြစ်ပါတယ် level 5မှုလောက်ပေးသွားတာတွေ့ရတယ်ကိုပေါင်းသေးရ 2D နဲ့ပဲဖွင့်လှစ်သွားတာတွေ့ရတယ်အဲ့ဒီဘက်မှာဆိုတော့နှလုံး20နိုင်လောက်ဖွင့်သွားတယ်ပေါ့ဗျာအဲ့ဒီဘက်မှာဆိုလဲဒါအလာဘတ်က1-0နဲ့အနိုင်ရရှိခဲ့တာတွေ့ရပါတယ်ဗျာဒီနေ့တင်းကျွန်တော်တို့ဒါနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်တော့အလာဘတ်ဟာတော်တော်လေး Valencia ကိုအသာရနေတဲ့အတွက်ကြောင့်ဒီနေ့ဘူကီရီကပြီးခဲ့တဲ့ပွဲမှာလည်း3-1နဲ့နိုင်ထားတယ်ဆိုတော့ဒီနေ့မှများထပ်ပြီးလုတ်ပြနိုင်မလားပေါ့ဗျာအဲ့တစ်ချက်တွေးပြီးတော့ကျွန်တော်အမြင်ပြောရတော့ IG ဖွင့်ထားတယ်လို့ပဲကျွန်တော်တော့ပြောချင်ပါတယ်တော်တော်လေးမှနည်းနည်းရှာရှည်ပြီးဖွင့်ထားတယ်လို့ပဲကျွန်တော်တော့သုံးသပ်ချင်ပါတယ်ဗျာ Valencia ဘက်ကိုပြောမယ်ဆိုတော့ Valencia ရှုပ်ပွဲကစားပြီးတော့ပါပြီ2ပွဲနိုင်2ပွဲသေးကြပြီး4ပွဲအထိရှုံးနေထားတဲ့ Valencia ဖြစ်ပါတယ်အဝေးပွဲမှာကျွန်တော်တို့ဒါ9ပွဲပျောက်ဆုံးနေတဲ့ Valencia ဖြစ်တာဆိုလည်းတွေ့ရပါတယ်4ပွဲမှာ2ပွဲသေး3ပွဲအထိရှုံးနေထားတဲ့ Valencia ဖြစ်ပါတွေ့ရပါတယ်ဗျာရာကို3ဂိုးပဲရရှိထားပြီးပြီးကူ17ဂိုးထိခွင့်ပြုထားတဲ့ Valencia ဖြစ်ပါတယ်ဒါဘာစီလိုနာကိုကျွန်တော်6ဂိုးပါဝင်တာလည်းတွေ့ရပါတယ်ဗျာဘာစီလိုနာကို6ဂိုးပေးရတယ်အိုဆာဆူနာကို1-0နဲ့ရှုံးနေထားတယ်အဲ့2ပွဲပဲကျွန်တော်တို့ဂိုးမသွင်းနိုင်တာတွေ့ရပါတယ်ဗျာValencia ဘက်ကလည်းဒီလိုပဲကျွန်တော်တို့ကဂိုးသွင်းဂိုးယူလေးတွေတော်တော်လေးကျန်းနေတဲ့ Valencia ဖြစ်တာလည်းတွေ့ရပါတယ်ပြီးခဲ့တဲ့ပွဲမှာကျွန်တော် Genoa ကိုကျွန်တော်တို့ဒါ2-1နဲ့တော့ရှုံးနေထားတယ်ဒါပေမဲ့တော်တော်လေးခြေသွမ်းပိုင်းကောင်းမွန်တာတော့ကျွန်တော်အမြင်ပြောတော့ Valencia ကတော်တော်လေးကောင်းမွန်တဲ့ခြေသွမ်းပိုင်းအနေနဲ့အဲ့ဒီပွဲမှာတော့ရှုံးနေသွားတယ်လို့ပဲကျွန်တော်ပြောပြရစေနောက်ချက်ကကျွန်တော်အလာဘတ်ပေါ့ဗျအလာဘတ်ဟာလည်းပွဲစဉ်နဲ့ကျွန်တော်ဂိုးမရတဲ့ပွဲစဉ်ဆိုတာတော်တော်လေးတော့ရှားတဲ့အနေအထားမှာတော့ရှိတယ်အဝေးကွင်းတွေမှာပဲအလာဘတ်ဟာကျွန်တော်ဂိုးမရခဲ့တာတော်တော်တွေ့ရပါတယ်ဗျာအိမ်ဝင်းပွဲစဉ်တွေမှာဆိုတော့ပွဲစဉ်တိုင်းဒီ၄ပွဲကစားပြီးသွားပါပြီပွဲစဉ်တိုင်းဂိုးရထားတဲ့အလာဘတ်အနေနဲ့ဒီနေ့မှလည်းကျွန်တော်တို့ဒါဂိုးရသွားနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ပထမပိုင်းမှာနှစ်သင်းလုံးကတော့ကျွန်တော်တို့ဒါ1-0အဲ့လိုမျိုးတွေကန်တာတွေ့ရတယ်Valencia ကလည်းဒီလိုပါပဲ1-0အဲ့လိုမျိုးတွေကန်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကကျွန်တော်ပထမပိုင်းမှာကျွန်တော်တကူလောက်မျောနိုင်မဲ့အနေအထားလေးတော့ရှိတယ်ဒီချီးတန်းကတော့ကျွန်တော်ပြောရမယ်ကျွန်တော်ဒါအစောလည်းကျွန်တော်ပြောတယ်ပေါ့ဗျာနှလုံး30ရှုံးနှလုံး20ရှုံးဆိုတဲ့ချီးတန်းတွေကကျွန်တော်ဂိုးပေါင်းအောက်တာတွေများပါတယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်ဒါပွဲစဉ်တိုင်းမှာလည်းဂိုးတွေအောက်ထားတဲ့လက္ခဏာတွေရပါဗျာဒီစပိန်လာလီဂါပွဲစဉ်တွေရောကျွန်တော်ဒါအင်္ဂလန်ပွဲစဉ်တွေရောအီတလီပွဲစဉ်တွေရောဂိုးပေါင်းအောက်ထားတဲ့ပွဲစဉ်တွေရဒီနေ့ကျွန်တော်3ပွဲလုံးကိုကျွန်တော်ဂိုးပေါင်းအပေါ်တွေရွေးချယ်ထားတာဖြစ်ပါတယ်ဗျာနောက်ဒီနေ့မှာကျွန်တော်ဒါဂျီဒန်နောက်ကိုလိုက်မဲ့ငွေချင်းတွေအနေနဲ့ကတော့ကျွန်တော်အမြင်ပြောရတော့ဂိုးပေါင်းအောက်တွေပဲဆော့ကြဖို့ကျွန်တော်တော့အကြံပေးချင်ပါတယ်ဒါပေမဲ့ကျွန်တော်တော့ဦးနာပြောသွားသလိုပဲဂိုးပေါင်းအောက်တွေများတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်3ပွဲလုံးကျွန်တော်တော့ဂိုးပေါင်းအပေါ်တွေကြိုက်ပါဖြစ်ပါတယ်နောက်အချက်လက်တွေကလည်းတော့ Valencia လည်းဂိုးရတဲ့အချက်လက်တွေရှိသလိုအလာဘတ်လည်းဂိုးရတဲ့အချက်လက်တွေကြောင့်ဒီပွဲစဉ်ကျွန်တော်ဂိုးပေါင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဒီပွဲစဉ်ကကျွန်တော်တို့အောက်ထစ်တော့ဒါ1-1လောက်ကနေပြီးတော့စချိရမယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဘာလို့1-1လောက်လည်းပြီးသွားနိုင်တယ်ပေါ့ဗျာဒါကတော့ကျွန်တော်တကယ်အကြောင်းမျိုးတွေဒါကတော့ choice ပေါ့ဗျာရွေးချယ်ပြီးထိုးစီချင်ပါတယ်ကျွန်တော်အဝေးကွင်းဖြစ်တဲ့ Valencia body ကြိုက်ပါတယ်ဗျာဂိုးပေါင်းအပေါ်ပါဗျာကဲဒါတော့ကျွန်တော်ဒီနေ့မှာကျွန်တော် one game one channel မှာလည်းနှစ်ပွဲသုံးသက်သွားဖြစ်ပါတယ်ကျွန်တော်တကယ်အကြောင်းမျိုးတွေအနေနဲ့ဒီနေ့မှာလည်းဖြစ်နိုင်ရင်တော့ထင်းထင်းပဲထိုးကြဖို့ကျွန်တော်ပြောချင်ပါတယ်ဒီနေ့မှာကျွန်တော်တထူးကလည်းရောင်းပွဲထွက်ရှိမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တကယ်အကြောင်းမျိုးတွေတထူးပွဲစဉ်ကိုလိုချင်တယ်ပြုချင်တယ်ချချင်တယ်ဆိုရင်တော့လာရောက်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ဗျာ
ကျွန်တော်ငယ်ချင်းတွေအားလုံးအပေါင်းပြကြပါသည်